အခုထိုင်းနိုင်ငံမှာညီကိုနှစ်ယောက်ရဲ့ sexual assault လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ internet တစ်ခွင်လုံးဒီကိစ္စပြန့်နေတယ်ခင်ဗျားတို့သိပြီလားတော့မသိဘူးဒီကိစ္စမပြောခင်မှာကျွန်တော်အကူအညီတောင်းချင်တာကတော့အသက်ကြီးပိုင်းတွေဒီဗီဒီယိုလေးကိုကြော်သွားပေးပါလို့ကျွန်တော်အကူအညီတောင်းချင်တယ်ဘာဖြစ်လို့လဲဆိုရင်တော့ခင်ဗျားတို့ရဲ့နားထဲမှာကလန့်ဖြစ်နေမှာဆိုလို့ဒီလိင်ပိုင်းဆိုင်ရာကျူးလွန်မှုထဲမှာသူတို့မဖွယ်မရာတွေလောက်ထားတဲ့ဟာတွေပါတာမလို့ခင်ဗျားတို့နားကလန့်ဖြစ်မှာဆိုလို့เนาะကျွန်တော်အကူအညီတောင်းတာဖြစ်တယ်ဒီ case တွေထဲမှာဘယ်သူတွေပါလဲဆိုရင်တော့ဒီ Scott ညီကိုနှစ်ယောက်ဒီ Scott ညီကိုနှစ်ယောက်ထဲမှာအကြီးကောင်က Pi Scott အခုတရားစွဲခံရတဲ့လူပြီးလို့ရှိရင် C Scott ကကြတော့နင့်နာသူပြီးလို့ရှိရင်သူတို့ကိုငယ်ကလေးကထိန်းချောင်းလာတဲ့နန်နီပေါ့နော်အိမ်အကူသူကမီးနာလို့ခေါ်တယ်အခုသူကဘာလို့ပါလဲဆိုရင်တော့ C Scott အငယ်ကောင်ကိုငယ်တုန်းကသူက sexual abuse လုပ်ခဲ့တယ်အဲကြောင့်ပါတယ်ပြီးလို့ရှိရင်သူတို့အမေကဘာလို့ပါလဲဆိုရင်တော့အမွေကိစ္စနဲ့ပါတာဖြစ်တယ်အခုဒီ family ကိစ္စတွေပေါ့နော်ဒီ၄ယောက်ကအခုတော်တော်လေး internet မှာပြန့်နေတယ်ကျွန်တော်တို့သူတို့ရဲ့ background ကိုကြည့်လိုက်လို့ရှိရင်တော့သူတို့ကတာမန်လူတွေမဟုတ်ဘူးတော်တော်ချမ်းသာတဲ့လူတွေအခုထိုင်းကိုသွားလို့ရှိရင်တော့ခင်ဗျားတို့ထိုင်းမှာနေတဲ့လူတွေလည်းတီးကောင်းတီးလိုက်မယ်ဒီ Boon Rock family ဆိုတဲ့ဟာဒီ Boon Rock family ကတကယ်ကိုရီးယားတွေလို့ဆိုတော့ chaebol ပေါ့နော်အရန်ချမ်းသာတဲ့လူတွေသူတို့ပိုင်တဲ့ဟာတွေဆိုတော့တော်တော်များများရှိတယ်အခုသူတို့ပိုင်တဲ့ထဲမှာတစ်ခုကကြတော့နာမည်ကြီးကကြတော့ဒီSingha beer ပေါ့နော် Singha beer company အဲ့ဒီ Singha ကသူတို့ပိုင်ထားတဲ့ဟာခင်ဗျားတို့စဉ်းစားကြည့်ပါဒီဘယ်လောက်တောင်ချမ်းသာမလဲဆိုတာပေါ့နော်ဒီကိစ္စတွေကဘယ်နဲ့စဖြစ်တယ်လဲဆိုရင်တော့ကျွန်တော်တို့ timeline ကိုကြည့်လို့ရှိရင်တော့မေလ9ရက်နေ့2026မှာဆိုတော့အငယ်ကောင် C Scott ကသူ online ပေါ်မှာသူ့အကိုကိုaccuse လုပ်တဲ့ဗီဒီယိုတင်လိုက်တယ်ဒီဗီဒီယိုတင်လိုက်တဲ့ချိန်မှာတော်တော်လေးပြန့်သွားတယ်တော်တော်လေးပြန့်ပြီးတော့ဒီမေလ10ရက်နေ့17ရက်နေ့မှာဆိုတော့အကိုကသူ့ဘက်ကဘာမှမလုပ်ခဲ့ကြောင်းဆိုပြီးတော့သူ Instagram မှာသူ့မိန်းမရဲ့ account Instagram ကနေသူစာတင်လိုက်တယ် Pi Scott ရဲ့အမျိုးသမီးကထိုင်းအမှုပညာရှင်မင်းသမီးတော်တော်လေးနာမည်ကြီးတဲ့အမှုပညာရှင်မင်းသမီး Mai လို့ခေါ်တယ်သူ့ရဲ့ account Instagram account ကနေသူစာတင်လိုက်တယ်စာတင်လိုက်တဲ့ခါမှာဆိုတော့အမှုပညာသမားတွေပေါ့နော်သူတို့ကတော်တော်လေးအဲ့ဒီ file နဲ့တိကျတဲ့လူတွေဆိုတော့အဲ့ဒီ file တင်တဲ့ဟာကိုသူတို့ကဘူးမတိပါမတိ like လုပ်ပေးလိုက်တယ်။ဘာဖြစ်လို့ပရိသတ်တွေတော်တော်လေးစိတ်ဆိုးကြတယ်လဲဆိုတော့ခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲထိုင်းဟာဆိုရင်တော့ LGBTQ+ community တော်တော်လေးအင်အားကြီးတဲ့နိုင်ငံလို့ကျွန်တော်တို့ပြောရမှာပေါ့နော်။အဲ့ဒီသူ့ရဲ့ mile ရဲ့ post အောက်မှာဆိုတော့ LGBTQ+ community တွေဇာတ်ကားတွေရိုက်တယ်မင်းသားမင်းသမီးတွေကဆိုတော့ mile ရဲ့ post ကိုတော်တော်လေး like ပေးကြတယ်။ like ပေးတဲ့အခါမှာဘာဖြစ်လို့လဲပရိသတ်တွေကပေါ့နော်ခင်ဗျားတို့က LGBTQ+ အဲ့ဒီဟိုဟာပေါ့ဗီဒီယိုတွေပါရိုက်တယ်ဒါပေမဲ့တကယ်နစ်နာသူဆိုတော့C Scott ကအငယ်ကောင်ကသူလည်း LGBTQ+ community ထဲကသူ့ကို defend မလုပ်ဘဲနဲ့ခင်ဗျားတို့ကဒီဆိုတော့အကိုတင်လိုက်တဲ့စာပေါ့နော်အဲ့ဒီဟာဘူးမတိပါမတိနဲ့ like လုပ်ပေးတာလဲဆိုပြီးတော့တော်တော်လေးပရိသတ်တွေစိတ်ဆိုးကြတယ်ဒီကိစ္စက internet မှာတော်တော်လေးပေါက်သွားတယ်ဒီပေါက်သွားတဲ့နောက်ပိုင်းမှာမေလ13ရက်နေ့မှာအငယ်ကောင် C Scott က audio file ကိုသူ internet မှာချပြလိုက်တယ်ဒီ audio file မှာပါလဲဆိုရင်တော့အငယ်ကောင်ကအကြီးကောင်ကို confront လုပ်လိုက်တာပေါ့နော်စကားတွေပြောတယ်နင်ငါ့ကိုငယ်တော့ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေဒီ audio file ကိုပရိသတ်တွေ internet ပေါ်မှာချပြလိုက်တယ် internet ပေါ်မှာချပြပြီးတဲ့နောက်ပိုင်းမှာဆိုတော့celebrity တွေပေါ့နော်မင်းသားမင်းသမီးတွေတော်တော်များများအကြီးကောင်ရဲ့ like ပေးတဲ့ဟာတွေသူတို့ပရိသတ်တွေကတော်တော်လေးပြောခံရပြီဆိုတော့အကုန်လုံးပြန်တောင်းပန်နေတယ်အခုအဲ့ဒီ file ထဲမှာပါလဲဆိုတာတော်တော်လေးစိတ်မကောင်းစရာကျွန်တော်ပြောပြမယ်နော် C Scott အသက်10နှစ်17နှစ်အရွယ်မှာဆိုတော့ Pi Scott ကအသက်16 18နှစ်အရွယ်ရှိပြီအဲ့ချိန်မှာမီနာဆိုတဲ့နန်နီကသူတို့ကိုထိန်းချောင်းတဲ့လူကအဲ့ဒီ C Scott သူ့ကို sexual assault လုပ်ခဲ့တယ်ရေတွေပါချိုးတဲ့ခါမှာ sexual assault လုပ်ခဲ့တော့အဲ့ဒီ sexual assault လုပ်တဲ့ကိစ္စကိုသူ့အမေကိုပြောပြတယ်သူ့အမေပြောပြတဲ့ခါမှာသူ့အမေကဘာမှမလုပ်ဘူးဒါပေမဲ့အဲ့နန်နီကိုသူတို့အိမ်မှာအလုပ်ဆက်ခန့်လိုက်တယ်အဲ့ဒီနောက်ပိုင်းမှာဆိုတော့ Pi Scott အကြီးကောင်ကအငယ်ကောင်ကိုသူ sexual assault လုပ်တယ်ပြီးလို့ရှိရင်သူ့ကို blow job တွေပါပေးဖို့ခိုင်းလိုက်တယ် blow job လုပ်ခိုင်းတယ်ပေါ့အဓိကပြောရင်အဲ့ချိန်မှာဆိုတော့C Scott ကသူကအခုကြီးလာတော့သူ့ကို confront ထဲမှာပါတာကြတော့ငါ့ကိုငယ်တုန်းကအဲ့ဒီနန်နီက sexual assault လုပ်တယ်ပြီးလို့ရှိရင်ကိုက trauma တွေရခဲ့တယ်ဒါပေမဲ့ခမ ्या ကဆိုတော့ blow job တွေပါပြီးလို့ရှိရင် sexual assault လည်းပြန်လုပ်တယ်ဆိုတော့ခမ ्या ကိုကျွန်တော်ကအကိုဆိုပြီးတော့အားကိုးရမှာဘာဖြစ်လို့သူများတွေကကျွန်တော်ကို sexual assault လုပ်တာကိုခမ ्या ကပြန်ပြီးတော့ထပ်လုပ်တယ်
အဲ့ဒီကျွန်တော်ရဲ့ trauma ကတော်တော်လေးကြီးခဲ့တယ်ဆိုပြီးတော့အဲ့ဒီဗီဒီယိုမှာသူဖွင့်ပြောခဲ့တယ်အဲ့ဒီaudio file ကိုလည်းသူမိသားစုတစုလုံးကိုအငယ်ကောင်ကနားထောင်ခိုင်းတယ်ဒါပေမဲ့မိသားစုတွေကဗာပြောလဲဆိုတော့နင့်အမေကိုတောင်းပန်ပါနင်ဒီလိုမျိုးလုပ်တာကိစ္စကတော်တော်လေးတားမပီတားဘူးဆိုပြီးတော့ပြောခဲ့တယ်လို့ပြောတယ်အဲ့နောက်ပိုင်းမှာ तू ကကြောက်ပြီးတော့အဲ့ဒီ audio file တွေအဲ့လိုမျိုး abuse ကိစ္စတွေ तू မပြောခဲ့ဘူးလို့ तू ပြောတယ်ဒီကိစ္စထဲမှာအမေကဘလို့ပါလာတယ်လဲဆိုရင်တော့ဆွမ်းနာအမွေကိစ္စပေါ့နော်အဖိုးကအရန်ချမ်းသာတဲ့အဖိုးကဆွမ်းနာအငယ်ကောင် C scout ကိုလည်း तू အမွေတွေအများကြီးပေးခဲ့တယ်အဲ့ဒီအမွေတွေအတွက်သူ့အမေကသူ့သားကိုပြန်ပြီးတော့တရားစွဲတယ်တရားစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမေလည်းဒီကိစ္စထဲမှာပါသွားတာဖြစ်တယ်တချို့တွေပြောတာကြတော့ဆွမ်းနာ C scout ကအငယ်ကောင်ကပေါ့တော့ဒီအမွေကိစ္စတွေသူ့အမေကသူ့ကိုတရားစွဲလို့သူတို့မိသားစုတစုလုံးကိုဒီလိုပြန်ဖော်လိုက်တာလို့ပြောတယ်ဒါပေမဲ့အငယ်ကောင်ပြောတဲ့ငိုပြီးတော့ပြောတဲ့ဗီဒီယိုထဲမှာကြတော့ဒီကိစ္စအမွေဒီဟာတွေကပတ်စံတွေကြောင့်မဟုတ်ဘူးသူ့ရဲ့ trauma တွေနဲ့သူဒီချိန်ထိပြီးရင်မိသားစုကဒီကိစ္စတွေနဲ့ပေါ့နော်သူ့ကို accountability လည်းမလုပ်ခဲ့ဘူးအဲ့ဒါကြောင့်ကျွန်တော်ပြောခဲ့တာလို့သူပြောခဲ့တယ်ဒီကိစ္စနဲ့သူအသက်ရှင်ခဲ့တာတော်တော်လေးကြာပြီပျော်လည်းမပျော်ဘူးပေါ့နော်ဘဝမှာဒီကိစ္စသူတို့ကဘာမှမဖြစ်တယ်လို့ခရူးမဆိုင်ပဲနဲ့ဒီလိုအသက်ရှင်လာတော့သူကပို့ပြီးတော့နစ်နာတယ်ဆိုပြီးတော့အဲ့ဒီကိစ္စကြောင့်သူကဒီကိစ္စကိုဖော်လိုက်တာလို့သူကပြောတယ်သူ့ဘဝမှာအဓိကသူ့ကိုထောက်ပံ့ပေးရလူဆိုလို့သူ့အဖိုးပဲရှိရလို့ပြောခဲ့တယ်ဘာဖြစ်လို့ဆိုတော့သူ့အဖိုးကငငယ်တုန်းကဘာဘီအယုတ်လေးပေါ့နော်ဒီဘာဘီအယုတ်လေးနဲ့သူဆော့နေတဲ့ခါမှာအဲ့ဒီဘာဘီကတနေ့မှာပျောက်သွားတဲ့ခါမှာသူ့အဖိုးကပတ်စံပေးပြီးတော့အစ်စ်ပြန်ဝယ်ပါဆိုပြီးတော့သူ့ကိုပေးခဲ့တယ်လို့ပြောတယ်ဒါပေမဲ့သူ့အမေကိုဒီလိုမျိုးသူ့အမေကတော့ဒီဘာဘီတွေနဲ့ဆော့တာသူကမခွင့်မပြုဘူးအဲ့ဒါနဲ့ဒီ Peace Corps ကအကြီးကောင်ကဗာပြောလဲဆိုရင်တော့ဒီကိစ္စကညီကိုချင်းမှာစားနောက်တဲ့ကိစ္စတွေဖြစ်တယ်ဒါ rape လည်းမဟုတ်ဘူး sexual assault လည်းမဟုတ်ဘူးဆိုပြီးတော့သူပြောခဲ့တယ်အခုဒီကိစ္စကိုဆွမ်းနာ sexual assault တွေပေါ့နော်အဲ့ဒါကိုဆွမ်းနာအငယ်ကောင်က C Scott ကသူတို့အကြီးနဲ့mile မင်းသမီး mile ပေါ့နော်လက်မထပ်ခင်မှာမင်းသမီး mile ကိုသူအတိပေးခဲ့တယ်လို့ပြောတယ်ဒါပေမဲ့မင်းသမီး mile ကဘာမှ cue မဆိုင်ဘူးသူ့ကိုလည်းမနစ်သိမ့်ဘူးအဲ့လိုမျိုးပေါ့နော်အခုပြည်သူတွေကဆွမ်းနာမင်းသမီး mile ကိုလည်းစိတ်ဆိုးတာကကြတော့ဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကဒီမင်းသမီး mile ကဒီ LGBTQ+ ဗီဒီယိုလေးတွေသူလည်းရိုက်ဖူးတယ်အဲ့လိုမျိုးရိုက်ဖူးတော့သူ့မှာပရိသတ်တွေကအများကြီးရှိရကွာအဲ့ဒီပရိသတ်တွေကိုသူအသုံးချပြီးတော့သူ့ရဲ့ influence ကိုသူအသုံးချပြီးတော့ယောက်ျားရဲ့ case ကိုသူInstagram ပေါ်မှာတင်လိုက်တယ်အဲ့ချိန်မှာလူတွေကတော့သူ့စီမှာပဲပါတော့မှလေနော်အဲ့ဒီနစ်နာတဲ့လူကိုသူတို့က cue မဆိုင်ကြတော့ဘူးအဲ့လိုမျိုးဖြစ်သွားတော့တော်တော်လေးဒီကိစ္စကတော်တော်လေးအခုကြီးနေတယ်အခုထိမေလ14ရက်နေ့ထိတီးရတယ်လို့ကတော့သူတို့မိသားစုအမေကဆွမ်းနာသူသားငယ်ကိုတရားစွဲတယ်ပြီးလို့ရှိရင်mile နဲ့အကြီးကောင်ကလည်းအငယ်ကောင်ကိုတရားစွဲမယ်ပြီးလို့ရှိရင်အငယ်ကောင်ကတော့complaint တင်ထားတယ်ရဲတွေကို complaint တင်ထားတယ်အငယ်ကောင်ဖက်မှာဘယ်သူမှမရှိတယ်လို့ဖြစ်နေတယ်အခုကအကြီးကောင်နဲ့မိသားစုအမေဖက်ပေါ့နော်အကုန်လုံးကပါနေတယ်သူတို့ကဘယ်လောက်တောင်ချမ်းသာလဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်လို့ရှိရင်တော့ဒီမှာပါထိုင်းမှာနေတဲ့လူတွေကသူတို့ပတ်စံနဲ့ပေးလိုက်လို့ရှိရင်တော့ပြီးသွားမယ်မှုလို့တချို့တွေကြတော့ပြောနေကြတယ်ဘယ်လိုဖြစ်လာမလဲတော့မသိဘူးပေါ့နော်အခုကတရားရုံးကမဆုံးဖြတ်ရသေးဘူးဆိုတော့ဒီ case ကတော်တော်လေးစိတ်မကောင်းစရာကောင်းတဲ့ case လေးပေါ့နော်အခု online မှာပြည်သူတွေပြီးလို့ရှိရင်ပရိသတ်တွေတော်တော်များများကကြတော့ internet မှာကြတော့အငယ်ကောင်ဖက်မှာပါနေကြတယ်ခင်ဗျားတို့ဒီ case လေးကိုဘယ်လိုသဘောရလဲနောက် update လေးတွေရှိလို့ရှိရင်တော့ကျွန်တော်ပြန်ပြောပြမယ်နော် okay အားလုံး queue စိုက်ကြပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye